ကာဘာဆောင်းဆိုတဲ့လူတွေ streamer တွေ YouTuber တွေပြီးရင် podcast လုပ်တဲ့လူတွေအတွက်ကိုတီးတန့်ထုတ်ပေးတာလေကျွန်တော်တို့ Ava Media AM210 microphone လေးနဲ့မိတ်ဆက်ပေးပြရသေးဗျကျွန်တော်တို့ YouTuber တွေကျွန်တော် Twitch မှာ live stream လုပ်တဲ့လူတွေအတွက်ကိုအဓိကထုတ်ပေးတာလေ microphone လေးပေါ့နော်ဒီကောင်လေးက plug and play ဆိုတော့ easy to use ဖြစ်တယ်အဲ့တော့ကျွန်တော်ပုံစံလေးကိုပြပေးဒီကောင်လေးကတော့ microphone လေးအဲ microphone နဲ့ hand held လို့ပါတော့အောက်က accessory ပုံလုံးကိုကျွန်တော်ဒီထဲမှာထည့်ပေးတာပေါ့နော်မိုက်လေးကိုချက်ပြကြည့်မယ်ကျွန်တော် mic မှာဆိုလို့ရှိရင်ကျွန်တော်တို့အတန်တိုးလျှော့လုပ်လို့ရမယ်ပတ်တန်လေးပါမယ် mute ပါလုပ်လို့ရတယ်ပေါ့နော်နောက်ဆုံးပြီးရင်ကျွန်တော် monitoring လုပ်တာဒါမှမဟုတ်ရှင် PC ကအတန်ကိုနားထားတာတစ်ခုလုံးရတယ်ပေါ့နော် monitoring ကတော့ကျွန်တော်တို့အခုပြောနေတဲ့ဟာမျိုးတောက်လျှောက်ကြားနေရမယ်ပုံမှန်ကျွန်တော်ကြားရလို့ရှိရင်တော့ကျွန်တော်လုပ်လို့ရှိရင် monitoring လုပ်လို့ရတယ်ဟိုကတော့ PC တိုင်းလုပ်လို့ရတယ်ပေါ့နော်အဲဒီကတော့ microphone လေးပဲဒီအောက်မှာတက်တဲ့ဟာတွေကဒီထဲမှာတော့ပါတယ်ပေါ့နော်ကျွန်တော် plug and play အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီကနေပြီး USB Type A လေးကိုဒီမှာထိုးပြီးတော့ဟိုမှာ USB Type A ကိုဒီမှာတော့ထပ်ထိုးလိုက်ရအောင်နော်ဒီလိုလေးထိုးပေးလိုက်ရင်ကျွန်တော်တို့တန်းပြီးတော့သုံးလို့ရပါပြီကျွန်တော်တို့ plug and play လေးရမယ်ပြီးရင်တော့ monitoring မှာတစ်ခါလေးလုပ်လို့ရတယ်နော်ပြီးနောက်ဆုံးအမိုင်ဆုံးတစ်ခုကကြတော့သူ့ရဲ့ all application နဲ့တွဲပြီးတော့အသုံးပြုလို့ရတယ်ဟောဒါနဲ့ main နေနေကျွန်တော်တို့ဒီလမကုန်ခင်ပြီးလို့ Ava Media နဲ့ promotion တွေချပေးနေတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ microphone တွေပါမယ် webcam တွေပါမယ် gaming accessory တွေလည်းပါမယ်ပေါ့နော်အဲ့ဒါတွေကိုသေးသေးတီးချင်လို့ရှိရင်เนาะကျွန်တော် contact မြန်မာရဲ့ page ဒါမှမဟုတ်လို့ရှိရင် TikTok channel ရဲ့ Messenger မှာ live ဝင်ကြတယ်အားလုံးကျေးဇူးတင်ပါတယ်